ဟုတ်ကဲ့အားလုံးမင်္ဂလာကျွန်တော်ဒီ file လေးမှာကျွန်တော်ရချင်းမိတ်ဆွေကျွန်တော်ဒီ main တစ်ခွက်ကျွန်တော်ပြပေးမှာဖြစ်ပါတယ်နော်main တစ်ခွက်ပြပေးမှာဖြစ်ပါတယ် main ကကျွန်တော်တို့ date ထိုးရမယ့်စနစ်ပေါ့နော် date ထိုးရမယ့်စနစ်ကျွန်တော်တို့ file 3မှာကျွန်တော်ပြခဲ့တဲ့3.1ထွဲပဲနော်3.1အတွဲကိုပဲကျွန်တော်က main တစ်ခွက်ထုတ်ပြမှာဖြစ်ပါတယ်ဒါကျွန်တော်ချင်းမိတ်ဆွေဒါတကြံတော့ပေါ့နော်ကျွန်တော်ကနေပြီးတော့လက်ဆောင်အနေနဲ့ချပြခြင်းဖြစ်ပါတယ်နဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ file 3မှာကျွန်တော်3.1အတွဲကိုတော်တော်လေးကျွန်တော်ပြခဲ့တယ်ဒါကတော့ဒါ file 3မှာဒါအထိုင်းတွက်နေတယ်ပေါ့နော်ဒီ file 4မှာကျတော့ကျွန်တော်လက်တွက် site ပေါ့နော်လက်တွက် site နဲ့ကျွန်တော်တစ်ခွက်ထုတ်အောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲကျွန်တော်လည်းဒီစနစ်လေးကိုဝိုင်းကြည့်ပြီးတော့နော်စနစ်ရဲ့အသွားလာလေးကိုကျွန်တော်ချက်ကြည့်အောင်ဒါ3ကက် site ပေါ့နော်3ကက် site ဒီမှာတစ်ပင်နှစ်ပင်3မိနစ်မှာတစ်ကက်ပေါ့နော်တပင်နှစ်ပင်3မိနစ်မှာတစ်ကက်တပင်နှစ်ပင်3မိနစ်မှာတစ်ကက်ကျွန်တော်3ကက် site ဖမ်းလာတာဖြစ်ပါတယ်ဟုတ်ကဲ့3ကက် site ကိုကျွန်တော်ကဘယ်လိုဖမ်းလာလဲဆိုရင်ကျွန်တော်ဒီကနန်း3လုံးဒီကောင်3လုံး2 5နှစ်ဒီ3လုံးရဲ့သူရဲ့ break က9 break ဖြစ်ပါတယ်အဲ့ဒီ9 break ဒီ3လုံးပေါင်းကြီး8အဲ့ဒီ8 break ဒီ3လုံးပေါင်းကြီး10အဲ့ဒီ10 break ကိုကျွန်တော်တို့ကထိုင်နေနဲ့ကင်ပြီးတော့ကျွန်တော်တို့ခန်းထုတ်သွားမှာဖြစ်ပါတယ်ဘလို့ထိုင်နေနဲ့ကင်မှာဆိုရင်ဒီ3လုံးပေါင်းကြီး9လို့သူကထည့်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ3လုံးပေါင်းကြီး9လို့သူကပြန်ဖြည့်ရနော်ဒီ break 9လို့ရိုက်တဲ့အတွက်ကြောင့်ဒီ3လုံးပေါင်းကြီး9လို့သူကထည့်အဲ့လိုပြီးသူကဒီခါးနှလုံးပေါင်းကြီး9လို့လည်းသူကဆက်ရိုက်တယ်9နော်ဒီကတ်မှာလည်းဒီတိုင်းပဲဒီ3လုံးပေါင်းချင်း break 8လို့ထည့်ပြီးတော့ဒီကနန်း3လုံးပေါင်းချင်းကလည်းသူက8လို့ပဲထည့်တာအဲ့ဒီ8လို့ထည့်ပြီးတာနဲ့နောက်ပိတ်3ရတယ်ပြီးဒီခါးထောင်နှလုံးပေါင်းချင်းကလည်းသူက8လို့ပဲဆက်ပြီးတော့ရိုက်တယ်နော်နှစ်ကက်စီကသူကပေးတာတော်တော်လေးကိုချက်ကြတာပေါ့နော်ဒီကတ်မှာလည်းကျွန်တော်တို့ကြည့်အောင်ဒီကတ်မှာလည်းဒီ3လုံးပေါင်းချင်း3ည break လို့သူကထည့်တဲ့အတွက်ကြောင့်ကျွန်တော်တို့က sorryကျွန်တော်တို့ကဒီ3လုံးပေါင်းချင်းကလည်း3ညလို့ပဲဖြည့်3ညလို့ပဲဖြည့်မယ်ဆိုတော့ကျွန်တော်တို့ကခွာ9ရတယ်ဆိုတော့ကျွန်တော်တို့က1နောက်ပိတ်ထည့်ရနော်ခွာ9ရတယ်ဆိုတော့ကျွန်တော်တို့1နောက်ပိတ်ထည့်ရမယ်ဒီဘက်က10ဖြစ်တဲ့ကြောင့်ဒီ3လုံးပေါင်းချင်း10ရလည်းဖြစ်ပဲဒီခါးနဲ့ထောင်နှလုံးပေါင်းချင်းလည်း10လို့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့က3ည1နောက်ပိတ်နောက်တွဲလုံးဝကျွန်တော်တို့ဒါအပိုင်းအနေနဲ့ရတယ်ပေါ့နော်ဒီ3ကမူရပေးမယ်ဆိုရင်ကျွန်တော်တို့3.1နောက်တွဲပဲတည်ကြတော့နော်အဲ့ဒီမှာကျွန်တော်တို့ကဘာလို့ဆက်ချုပ်တာလဲဒီကောင်စနစ်ကတည်ကြနိုင်ပဲလားပေါ့နော်တည်ကြနိုင်ပဲလားဆိုတော့ဗာနဲ့ကျွန်တော်တို့စစ်လို့ရလဲဆိုရင်နော်ဒီ3လုံးပေါင်းချင်း break 9လို့သူကထည့်ပြီးတယ်ဒီကနန်း4လုံးပေါင်းချင်း3ညလို့သူက4လုံးပေါင်းချင်း3ညလို့ချုပ်ဒီ break 8လို့ဖြစ်ပြီးတာနဲ့ဒီကနန်း4လုံးပေါင်းချင်းလည်း3ညလို့ဖြစ်အောင်အဲ့ဒါမှဒီစနစ်ကသူအလုပ်လုပ်တာဟုတ်နော်ဒီ break 10လို့ဖြစ်ပြီးတာနဲ့ဒီကနန်း4လုံးပေါင်းချင်းလည်း10လို့ဖြစ်ရမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီစနစ်ကလုံးဝချုပ်ပြီးတာပေါ့နော်ဒီ4လုံးပေါင်းချင်း10လည်းဖြစ်တယ်ဒီ break 9ကဒီ3လုံးပေါင်းချင်း9လို့ရတယ်ခန်းလုံးပေါင်းချင်း9လို့သူကထည့်ပြီးတော့ဒီကနန်း4လုံးပေါင်းချင်း3ညဖြစ်ချင်လည်းသူကချုပ်တာဒီ break 8ကိုလည်းသူကဒီ3လုံးပေါင်းချင်း8လို့ထည့်ပြီးတော့ဒီခါးလုံးနှလုံးပေါင်းချင်း8အဲ့လို8လို့ထည့်ပြရတယ်ဒီကနန်း4လုံးပေါင်းချင်းက3ညလို့သူကချုပ်တာနော်စနစ်ကလုံးဝရှေ့ပဲနော်ကျွန်တော်တို့ဒီ3လုံးပေါင်းချင်း3ည break ကဒီ3လုံးပေါင်းချင်း3ညလို့လည်းသူကချုပ်တယ်ခါးထောင်နှလုံးပေါင်းချင်းကလည်း3ညလို့လည်းထည့်တယ်အဲ့လိုထည့်ပြီးတာနဲ့သူကဒီစနစ်နဲ့ကြိုက်လားဒီကနန်း4လုံးပေါင်းချင်း10ဖြစ်ရလားဒီနေ့လေးလုံးပေါင်းကြီးကလည်း10ဖြစ်တဲ့အတွက်ကြောင့်ဒီစနစ်ကလုံးဝပြီးမယ်လို့ကျွန်တော်ယူဆတယ်နော်အဲ့ဒါကြောင့်3ညခါ1နောက်ပိတ်နေကျွန်တော်တို့3ည1နောက်တွင်နေစတာကျွန်တော်ဒီ fine 3မှာကျွန်တော်3ညနောက်တွင်နေကျွန်တော်ကစားပြီးတာပေါ့နော်ဒီကမှာကျွန်တော်ဒီလက်တွက်ဆိုင်မှာ3ည1နောက်တွင်နေတာလာတာပေါ့နော်ကျွန်တော်ချင်းမိတ်ဆွေတွေနဲ့ဒီထားပြီးတော့ထိုးစစ်ချင်ပါနဲ့ဟုတ်ပြီဒါဆိုကျွန်တော်တို့3.1နောက်တွင်ဒါ10ဝက်စီထိုးမယ်ဆိုရင်တော့ဒါဘောကတိကျသွားတာပေါ့နော်ဟုတ်ကဲ့
အဲ့ဒီမှာကျွန်တော်ကဘယ်လိုထက်ချုပ်မလဲဆိုရင်ဒီစနစ်က3ကက်စီဆိုတော့ကျွန်တော်တို့ချုပ်တဲ့စနစ်ကအများကြီးချုပ်လို့ရတာပေါ့နော်အများကြီးချုပ်လို့ရတယ်အဲ့ဒီမှာဖြစ်နိုင်ခြေရှိတဲ့စနစ်တစ်ခုကိုကျွန်တော်ထုတ်သွားမှာဖြစ်ပါတယ်ဖြစ်နိုင်ခြေရှိတဲ့စနစ်ကဘယ်လိုလာလဲဆိုရင်ကျွန်တော်တို့ကြည့်အောင်ဒီကနန်းလေးလုံးပုံကြီးလေးအဲ့ဒီလေးကိုသူကဘယ်လိုလေးလို့သူကထည့်ပါတယ်ထိပ်စီကိုထည့်မှာနော်ဒီလေးလုံးပုံကြီးလေးကိုသူကဒီလေးလုံးဒီသုံးလုံးပုံကြီးလေးလို့သူကပြန်ချုပ်တာဟမ်ဒီလေးလုံးပုံကြီး2895လေးလုံးပုံကြီးလေးကိုသူက259ခွန်လေးလုံးပုံကြီးလေးလို့သူကသုံးလုံးပုံကြီးလေးလို့သူကပြန်ချုပ်ပြီးတော့ခွန်ထိပ်ကိုသူကထည့်တာနော်နောက်တစ်က9629ဒီကနန်းလေးလုံးပုံကြီးဟာကျွန်တော်တို့ဘာဖြစ်လဲ6အဲ့ဒီ6ကိုလည်းသူကဒီနှစ်နောက်ပိတ်9နောက်ပိတ်နဲ့5ထိပ်နဲ့သူက6လို့ပဲပြန်ချုပ်တာ6လို့ပဲပြန်ချုပ်အဲ့ဒီမှာ5ထိပ်နော်ဒီကတ်မှာလည်းဒီ3လုံးဒီ4လုံးပုံကြီးကခွန်လို့သူကထည့်တာဆိုတော့ကျွန်တော်တို့က6ထိပ်9ပိတ်sorry 6ပိတ်9ပိတ်ကျွန်တော်တို့ထိပ်စီနေတာခွန်လို့ချုပ်ရမယ်ဆိုရင်ဒီနှလုံးပုံကြီး9ဖြစ်တဲ့ကျွန်တော်တို့ကဗာထိပ်ထည့်ရမယ်နှစ်ထိပ်ထည့်ရမယ်အဲ့ဒါဆိုကျွန်တော်တို့2 3ညာဆိုတဲ့တဲတော့ကို2 3ညာတဲဆိုတဲ့တဲတော့ကို sorry 2 3ညာတဲပေါ့နော် sorry နော်ဒါဒီမှာတဲလို့ကျွန်တော်ထည့်ရတယ်2 3ညာတဲတော့ကိုကျွန်တော်ဒါရမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ချင်းမိတ်ဆွေအဲ့ဒါနဲ့တင်ပြီးပြီလားဆိုတော့တော့မဟုတ်သေးပါဘူးနောက်တော့ကျွန်တော်ချုပ်တာတွေရတော့နော် break ပါတခါလေအပြီးချုပ်ကျွန်တော်ဒီ fine 3မှာလည်းကျွန်တော်တို့ break က4 break ပါပါနော်3 break ပါပါတယ်နော်3 break ပါပါ break ကိုဘယ်လိုချုပ်တာလဲဆိုရင်ကျွန်တော်ပြပေးမယ်နော် break ကိုမချုပ်ခင်မှာသူကဘာဆက်လုပ်တာလဲဆိုတော့ဒီခွအပေါင်းကြီးကိုကျွန်တော်အထက်ချုပ်ပြမှာဖြစ်ပါတယ်ဒီတောင်းထိုင်နှလုံးပုံကြီး2နဲ့5နဲ့ပုံခွန်ပေါ့နော်အဲ့ဒီခွန်နဲ့ကျွန်တော်ခွ3နဲ့ပုံခွန်နဲ့ခွ3နဲ့ပုံ3ညာဖြစ်ချင်တယ်နောက်ထောင်နှလုံးပုံကြီး1အဲ့ဒီ1နဲ့ခွ8နဲ့ပုံရင်ကျွန်တော်တို့ကဖြစ်တယ်9ဖြစ်တယ်3ညာဖြစ်တယ်9ဖြစ်တယ်နောက်ထိုင်နှလုံးပုံကြီးညာနဲ့ဒီကျွန်တော်တို့ခွ3နဲ့ပုံကျွန်တော်တို့က8ဖြစ်မှာဒီနှလုံးပေါင်းကြီးခွန်နဲ့ခွ3နဲ့ပုံ3ညဒီနှလုံးပေါင်းကြီး1နဲ့ခွ8နဲ့ပုံ9 3ညပြီးတော့9ဒီနှလုံးပေါင်းကြီး9နဲ့ခွ3နဲ့ပုံ8ဆိုတော့3ည9 8ဆိုတော့ရိုက်မယ်ဆိုရင်ခွ3 2 3ည1ကလုံးဝရှယ်ပဲနော်စနစ်ကအဲ့လိုချုပ်တာအဲ့ဒါနဲ့ပြီးလားဆိုတော့လို့ပါမပြီးသေးဘူးနော်နောက်ထပ်ပါစနစ်နဲ့ချုပ်တာလဲ break စနစ်ပါတခါလေးထည့်တာသူက break စနစ်ကဘယ်လိုလာလဲဆိုဒီကနန်းလေးလုံးပေါင်းခြင်းပေါ့နော်5နှစ်9ပေါင်းခြင်းကပါ1ပေါ့နော်အဲ့ဒီ1နဲ့ဒီက3 break နဲ့ပေါင်းရင်3နဲ့1နဲ့ပေါင်းကျွန်တော်တို့ပါရ4ဆိုပြီးတော့ချုပ်တာဒီကနန်းလေးလုံးပေါင်းခြင်း1နဲ့ဒီ break 3နဲ့ပေါင်းခြင်း4ကိုသူကထည့်တာနောက်တော့ဒီကနန်းလေးလုံးပေါင်းခြင်း9 2 9တဲ့9 2 9တော့3ညာဒီနန်းလေးလုံးမုံကြီး3ညာအဲ့3ညာနဲ့ပသိ4နဲ့ပေါင်းရင်3ညာပေါင်းရင်4အဲ့ရောပေါင်းရင်4ဆိုတဲ့ကဏ္ဍဖြစ်ခြင်းကိုချုပ်တာအဲ့မှာ4ပိတ်ကိုသူကထည့်တာဟုတ်ပြီဒါဆိုရင်ဒီကက်မှာလဲကျွန်တော်တို့လေးလုံးပေါင်းခြင်း66 3ညာ9လေးလုံးပေါင်းခြင်းကပါလဲ1အဲ့ဒီ1နဲ့ဒီက3ပိတ်နဲ့ပေါင်းမှာ1နဲ့3နဲ့ပေါင်းမှာကျွန်တော်တို့4ဖြစ်ခြင်းကိုသူကထည့်မှာဒါဆိုရင်3ပိတ်2 3ညာ1ဒဲလုံးဝဒဲစနစ်ကလုံးဝကောင်းတဲ့စနစ်ပဲနော်ဟုတ်ပြီနော်ကျွန်တော်ချင်းပေးစီတယ်နှစ်3ညာ1ဒီကခဏတစ်ခွက်ပါနော်ဒုတိယခဏတစ်ခွက်ကကျွန်တော်6 3ညာ1နော်အဲ့ဒီမှာကျွန်တော်နောက်ထပ်ဆက်စုဟာပြလို့မမိတော့ဘူးပေါ့နော်သူကနှစ်ကတ်ဆိုင်ပေါ့နော်၄ကတ်ပေါ့နော်နှစ်ကတ်သူကနှစ်ကတ်မှာတစ်ဖြတ်ပြီးနှစ်ကတ်မှာတစ်ဖြတ်ပြီးအဲ့ကဏ္ဍတစ်ခွက်က3 3ညာsorry
အဲ့ဒီကဏန်းကကျွန်တော်တို့ဟာ3နှစ်3ညတဲ့နော်ဟာတဲ့တွေပဲနော်စနစ်တွေကတဲ့တွေအဓိက main ဒုတိယကျွန်တော်ဒါဒီစနစ်ကအရန်နေတဲ့ထက်ပေါ့နော်3နှစ်3ညနော်အားလုံးပဲကျွန်တော်ချစ်မိဆွေးတာလို့ကံကောင်းကြပါစေဗျာကိုလာပါနော်ကျွန်တော်တို့ဒီလာမဲ့ပြည့်ပြည့်နော်မြန်မာနှစ်တကူမှာကျွန်တော်ချစ်မိဆွေးတယ်စင်ပြေနိုင်ကြပါဗျာနော်ကျွန်တော်ရေးလေးပါ